စကားပြောနမူနာပုံစံ194ဖြစ်ပါတယ်ဒီကမှာကျွန်တော်တို့ကတခုတည်းသောအဖြေဟာဒါပဲဖြစ်တယ်ဒါကိုအင်္ဂလိပ်လိုဘယ်လိုပြောကြမလဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ zoom live ပြောကြည့်အောင်ပါတခုတည်းသောအဖြေဟာဒါပဲဖြစ်တယ် the only solution is နောက်က 2 plus infinitive verb form လိုက်ပြီးတော့သုံးရမှာဖြစ်ပါတယ် the only solution is နောက်က 2 plus verb form လိုက်ပြီးသုံးရမယ်အသုံးလေ့လာမှာဖြစ်ပါတယ်ခင်ဗျာနမူနာဝတ်ကြမယ်အောင်ကြည့်အောင်ပါ the only solution is to wake up earlyတခုတည်းသောအဖြေကစောစောထဖို့ပဲဖြစ်တယ် the only solution is to drink more water တခုတည်းသောအဖြေကရေကိုပိုတောက်ဖို့ပဲဖြစ်တယ် the only solution is to call the doctors တခုတည်းသောအဖြေကဆရာဝန်ခေါ်ဖို့ပဲဖြစ်တယ်ဟုတ်ပြီဆက်ကြည့်အောင်ပါ the only solution is to study harder တခုတည်းသောအဖြေကပိုကြိုးစားဖို့ပဲဖြစ်တယ် the only solution is to rest for a while တခုတည်းသောအဖြေကခဏနားဖို့ပဲဖြစ်တယ် the only solution is to eat healthy food တခုတည်းသောအဖြေကကျန်းမာရေးညွတ်တဲ့အစားအသောက်တွေကိုစားဖို့ပဲဖြစ်တယ်ဟုတ်ပြီเนาะကျွန်တော်ဆက်ပြီးတော့ကြည့်အောင်ပါ the only solution is to exercise every day တခုတည်းသောအဖြေကနေ့တိုင်းလေ့ကျင့်ခန်းလုပ်ဖို့ပဲဖြစ်တယ် the only solution is to ask for help တခုတည်းသောအဖြေကအကူအညီတောင်းဖို့ပဲဖြစ်တယ် the only solution is to be patient တခုတည်းသောအဖြေကတော့စိတ်ရှည်ဖို့ပဲဖြစ်တယ် the only solution is to turn off the phone and sleep တခုတည်းသောအဖြေကဖုန်းကိုပိတ်ပြီးတော့အိပ်ဖို့ပဲဖြစ်တယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ကတခုတည်းသောအဖြေကဒါပဲဖြစ်တယ် the only solution is to plus infinitive verb form အသုံးကိုလေ့လာကြတာဖြစ်ပါတယ်ခင်ဗျာနမူနာဝတ်ချက်များကိုဖတ်ပြီးတော့အစားထိုးပြောဆိုကြည့်ပါ